လူမျိုးခွဲခြားရေးပြဿနာများတက်တက်သည်သူကူဆိုင်ကြပါနားလည်တတ်ကြပါစေသာနာတတ်ကြပါမြန်မာနိုင်ငံပါဝင်နိုင်ငံတော်တော်များများလူမျိုးခွဲခြားရေးပြဿနာအကြီးကျယ်တက်တက်တဲ့အန္တရာယ်ကြုံတတ်တဲ့လူမျိုးခွဲခြားရေးပြဿနာတက်တက်တဲ့သူကူဆိုင်ပါလူမျိုးပေါ့ခွဲခြားရေးဘာသာရေးတော့တိတ်ပြဿနာမရှိဘူးလူမျိုးခွဲခြားရေးပြဿနာကြီးကျယ်တက်တက်တယ်ယူဆိုင်ပါတုံးနဲ့တုံးနားလည်မှုတွေနဲ့သိခံမှုတွေခွင့်လွှတ်မှုတွေနဲ့ပြောဆိုဆက်ဆံကြပါအားလုံးဗုဒ္ဓဘာသာဝင်များပေါင်းအားလုံးတို့ဘုရားတရားမမေ့ပါနဲ့ဗုဒ္ဓဘာသာကိုမျက်နှိုးသူတိုင်းဗုဒ္ဓသာသနာကိုကြည်ညိုသူတိုင်းလေးစားသူတိုင်းဗုဒ္ဓဘာသာကိုလက်ခံနိုင်တဲ့သူတိုင်းဖရာတရားပြုလို့ပါနန္ဒနာ၅ပါးရှိခိုးပါမိနဲ့အဖအဖေနဲ့အမေကိုရှိခိုးပါနော်နန္ဒနာ၅ပါးကိုရှိခိုးပါအဓိကကိုယ့်ရဲ့အမေကိုရှိခိုးပါနော်ညတဲ့ရှိခိုးပါကိုအသက်နဲ့ရင်းပြီးတော့ဝေဖွာပေးတဲ့အမေကိုတတိယပါရှိခိုးပါဟုတ်တော့ပါအားလုံးပဲလူမျိုးခွဲခြားရေးပြဿနာတက်တဲ့ဂရုစိုက်ပါ